Moment မင်္ဂလာပါဒီနေ့ဆက်ပြီးတော့ရှင်းမဲ့လုပ်ပေးချင်တာလေးကတော့ M4 grammar ရဲ့အခန်း36လေးပါအဲ့တော့ဆက်နဲ့တူ M4 grammar ကိုလေ့လာနေတဲ့လူတွေဆက်ပြီးလေ့လာကြည့်အောင်နော် Okay အဲ့ဆိုရင်အခန်း36ရဲ့ bumbo cache key ပေါ့နော် grammar ပုံစံလေးကဘာလဲဆိုတော့ yoni ဆိုတဲ့ grammar pattern လေးကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ yoni ဆိုတာဘာလဲပေါ့နော်အဲ့တော့ yoni ရဲ့အဓိပ္ပာယ်ကတို့ဖြစ်အောင်လို့ပြောတဲ့အခါမှာသုံးတယ်ဥပမာ verb ကိုတစ်ခုခုဖြစ်အောင်လို့လုံနိုင်အောင်လို့နောက်ကဘာလဲဆိုတော့လေ့ကျင့်နေတယ်လို့တခုခုကိုလုံနေတယ်လို့အရှိကအကြောင်းအရာကိုဖြစ်အောင်လို့ဖြစ်နိုင်အောင်လို့နောက်မှာသူနဲ့ပတ်သက်တဲ့အကြောင်းအရာတခုခုကိုစ조사ပြီးလုပ်ကင်နေတယ်ဒါမျိုးတွေပြောတဲ့အခါမှာဆရာတို့ကဒီယောနီကိုသုံးပြရတယ်ပေါ့နော်အဲ့တော့ယောနီရဲ့ရှေ့မှာဖြစ်အောင်လို့ပြောချင်တဲ့အခါမျိုးမှာတော့ verb ကိုကြည်လျှော့ခဲ့သုံးရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဖြစ်နိုင်အောင်လို့ပြောချင်တော့အရင်ဆုံးခါနိုခေပေါ့နော်အဲ့ဒီခါနိုခေရဲ့ဘာကိုသုံးလဲဆိုတော့ကြည်လျှော့ခေကိုသုံးပြရပါတယ်အကယ်၍မဖြစ်အောင်လို့ပြောချင်တော့ဆရာတို့ဘာခေလေးသုံးပေးမလဲဆိုတော့9ခေလေးသုံးပေးမယ်ပေါ့နော်အဲ့တော့ယောနီရှင်းမှာတော့ verb လိုက်တယ်အဲ့ဒီ verb ကကြည်လျှော့ခေဖြစ်နိုင်တယ်ဒါမှမဟုတ်ခါနိုခေကြည်လျှော့ခေဖြစ်နိုင်တယ်နောက်တစ်ခုက 9k ဖြစ်လို့ရတယ်ပေါ့နော်မဖြစ်အောင်လို့အဲ့လိုမျိုးတွေပဲနဲ့ပြောချင်မဖြစ်အောင်လို့ပြောချင်တော့9ရောအနေနဲ့သုံးမယ်ဥမာဖြစ်အောင်လို့ဆိုတာထားပါတော့ဟောပါတော့မနေ့ပြန်ကြရင်ကြောင်းအတန်းချိန်ကိုမှီအောင်လို့စောစောအရာနေထွက်မယ်နောက်ကသူ့ရဲ့ဟိုပါပေါ့နော်အားစိုက်ထုံမှုကစောစောအရာနေထွက်မယ်မနေ့ပြန်မှာဖြေရမယ့်စာမွဲကိုဖြေနိုင်အောင်လို့ဒီညမှာစာကိုတည်တည်ကြကြကြက်ထားမယ်ဒါမျိုးတွေပြောတဲ့အခါမှာသုံးတယ်ဥပမာခန်းကြီးတွေကိုမမေ့အောင်လို့နေတိုင်းရေးချက်နေတယ်ဒါမျိုးတွေပြောတဲ့အခါမျိုးတွေမှာသုံးလို့ရတယ်ရှေ့ကအကြောင်းအရာဖြစ်အောင်လို့မဖြစ်အောင်လို့နောက်ကသူ့ရဲ့စူးစမ်းအထောက်မှုတစ်ခုခုလုပ်နေတယ်လို့ပြောတဲ့အခါမှာဒီယောနီပတန်လေးကိုသုံးလို့ရတယ်ပေါ့နော်โอเคအဲ့တော့လေးနဲ့တူတူကြည့်ကြည့်အောင်နော်အဲ့တော့နိဟွန်ဂောကဟာနာဆေရုယောနီရဲ့ဂျပန်စကားကိုပြောနိုင်အောင်လို့ပေါ့နော်ဒီနေရာမှာတော့အဲ့တော့ဟာနာဆေမတ်ကဟာနာရှိမတ်ကနေလာတယ်ဟာနာရှိမတ်ကိုစစရိုကခါနိုကေပြောင်းလိုက်တော့ဟာနာဆေမတ်ပေါ့နော်အဲ့ဒီကောင်ကိုဂျီရှောကေသုံးရမှာဆိုတော့ဟာနာဆေရူပြောင်းလိုက်တယ်ဒါကြောင့်မလို့ခါနိုကေသုံးထားလို့ရှိရပါတကယ်ပါသုံးတာလဲဆိုတော့ကသုံးတာနော်အဲ့တော့ဂျပန်စကားကိုပြောနိုင်အောင်လို့မိုင်းနီဂျီလန်ရှူရှိမတ်နေ့တိုင်းလေ့ကျင့်တယ်ပေါ့နော်အဲ့လိုမျိုးချိန်နေပြောပါတယ်နောက်ခိုင်းနိမာနီအာဥယောနီအစီအဝေးကိုမှီအောင်လို့ထောက်ရှိတဲ့ ikimas taxi နဲ့သွားမယ်အဲ့တော့မာနီအိုင်မတ်အချိန်မီတာကအချိန်မီတာတော့နောက်ကျတာလို့ဆိုရင်အချိန်ကာလတစ်ခုခုရဲ့နောက်မှာပါတကယ်ပါလိုက်ရလဲဆိုတော့နှိလိုက်တယ်ဗောနော်အစီအဝေးမှာအချိန်မီအောင်လို့ဆိုခိုင်းနိမာနီအာဥယောနီထောက်ရှိတဲ့ ikimas အဲ့တော့မှီအောင်လို့ဖြစ်တဲ့ကြောင့်မာနီအိုင်မတ်ကိုကြည့်လျှော့ပြပြောင်းလိုက်တော့မာနီအာဥဆိုပြီးဖြစ်မယ်ဗောနော်ကဲနောက်တစ်ခုကလာရှုနီအာဝါနိုင်ယောနီဟာယာကုအချီအိုဒဲမတ်အဲ့တော့ rush ဆိုတာကဒီ rush hour ပေါ့နော်ရုံးတက်ရုံးစင်းကားချက်ရထားချက်တဲ့အချိန်အဲ့ဒီအချိန်နဲ့ hour 9ဆိုတော့မတွေ့အောင်လို့မတိုက်မိအောင်လို့ပေါ့နော်မတွေ့အောင်လို့ပေါ့ပြောရရင် rush hour နဲ့မတွေ့အောင်လို့စောစောအိမ်ကနေထွက်တယ်ဟုတ်ပြီနော်နောက်ခိုသုံးမို့ကစာဝါရနိုင်ယောနီစာဝါရီမတ်ကထိတာကိုင်းတာအဲ့တော့ခလေးကမကိုင်းအောင်လို့ခလေးကမကိုင်းအောင်လို့ဟာစာပေကက်ကြီးကိုရှိမတဲ့ okay မှာစတင်ထားမယ်အဲ့တော့ရှေ့ဟာကိုလုံနိုင်အောင်လို့မလုံနိုင်အောင်လို့နောက်ကနေပြီးတော့တခုခုအားစိုက်ထုတ်ထားတယ်တခုခုကိုလှုပ်ဆောင်ထားတယ်ဒါမျိုးတွေပြောတဲ့အခါမျိုးမှာဒီယောနီရဲ့အချိန်မှာဂျီရှောကေခန္ဒိုကေဂျီရှောကေ 9k လိုက်လို့ရတယ်ပေါ့နော်โอเคနောက်တစ်ခုကတော့စစရိုယောနီနာရီမှာ start pattern ပေါ့နော်သူကကြတော့ဖြစ်လာတယ်လို့ပြောတာပေါ့နော် verb နိုင်လာတယ်တခုခုလုံနိုင်လာတယ်လို့ပြောတာအဲ့ဒါဘယ်လိုမျိုးချိန်နေလဲဆိုတော့အရင်တော့ကမလုံနိုင်ခဲ့တဲ့အရာတွေအခုလက်ရှိမှာလုံနိုင်လာတယ်လို့ပြောတဲ့အခါမျိုးမှာယောနိနာရီမှာ start လေးကိုသုံးတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့သူကအရှိရပါလဲဆိုတော့ဂျီရှော့ခေးလိုက်လို့ရတယ်ဒါမှမဟုတ်လုံနိုင်အောင်လို့ပြောခြင်းခန္ဒိုခေးဂျီရှော့ခေးလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလိုက်ပြီးတော့ယောနိနာရီမှာ start ကိုသုံးတယ်အဲ့တော့အရင်ကမလုံနိုင်တဲ့အခြေအနေကနေအခုလုံနိုင်လာတယ်လို့ပြောတဲ့အခါမှာသုံးတယ်ဒါကြောင့်လုံနိုင်လာတဲ့ကိစ္စတွေပဲပြောတဲ့ကြောင့်မို့ 9k တော့မသုံးဘူးပေါ့နော်ဂျီရှော့ခေသုံးမယ်ခန္ဒိုခေဂျီရှော့ခေသုံးမယ်ဟုတ်ပြီနော်အဲ့တော့ကြည့်ကြည့်ရအောင်テレビの日本語がかなりわかるようになりましたအဲ့တော့ TV ရဲ့ဂျပန်စကားကိုတော်တော်လေးကိုနားလည်လာပြီအဲ့တော့အရင်တော့ကဆိုနားမလည်ဘူးအခုနားလည်လာပြီဒီလိုပြောင်းလဲလာတဲ့အခါမှာသုံးမယ်ပေါ့နော်နောက်တစ်ခုက日本語で自分の意見を言えるようになりましたအဲ့တော့ဂျပန်လိုကိုယ့်ရဲ့ 意見ထင်မြင်ချက်တွေကို言えるようになりましたဆိုဘာဖြစ်လာပြီလဲပြောနိုင်လာပြီအဲ့တော့အရင်ကကိုဒီထင်မြင်ချက်တွေကိုဂျပန်လိုမပြောနိုင်ဘူးခုပြောနိုင်လာပြီဒါမျိုးတွေပြောတဲ့အခါမှာသုံးလို့ရတယ်နောက်အင်တာနက်တို့တဲ့နမ်တဲ့မို့ရှိရပဲလာတဲ့တို့ရောနေနိုင်မှာစတာအင်တာနက်မှာဘာမဆိုရှာနိုင်လာပြီအရင်တော့ဆိုရင်အင်တာနက်မှာဘာမဆိုရှာလို့မရဘူးအခုကတော့ပြောင်းလဲလာတဲ့ခေတ်အရာရှာနိုင်လာပြီဒါမျိုးပေါ့နော်
နောက်တစ်ခုက combine မှာ irodona ခုတို့ကတခိရိုယောနီနာရီ master အမျိုးမျိုးသောကိစ္စတွေကိုလုပ်နိုင်လာပြီအဲ့တော့ combine ဆိုရင်တော့ဆိုရင်ဈေးဝယ်တာတစ်ခုလောက်ပဲရတာအခုဆိုရင် bill ဆောင်တာမျိုးပစ္စည်းပို့တာမျိုးဒီလို service တွေကရနေပြီလေနော်အဲ့လိုမျိုးဟာတွေအရင်တော့မဖြစ်တဲ့ဟာတွေအခုလုပ်နိုင်လာပြီလို့ပြောတဲ့အခါမှာဆက်စဲတို့ကယောနီနာရီ master pattern ကိုသုံးတယ်အဲ့တော့ယောနီနာရီ master လုပ်နိုင်လာတာတွေပဲပြောတဲ့အတွက်ကြောင့်မလို့9 k တော့မသုံးဘူးချစ်လျှော့ k ခဏ k ချစ်လျှော့ k ကိုသုံးပေးမယ်ဟုတ်ပြီနော်နောက်ထပ်တစ်ခုကကြတော့စစတို့က Yonis de imas Yonis de imas ရဲ့အတိပ္ပယ်ကကြတော့အခုလက်ရှိဖြစ်အောင်လုပ်နေတယ်လို့ပြောတာအလေးချင်းတစ်ခုခုကိုဖြစ်အောင်လုပ်နေတယ်ဒါမျိုးပြောတဲ့အခါမှာတုံးတယ်ဖြစ်အောင်လုပ်နေတယ်ဆို Yonis de imas မဖြစ်အောင်လုပ်နေရဆို 9 Yonis de imas ကိုသုံးတယ်ဒါအလေးချင်းတစ်ခုခုကိုဖြစ်အောင်လုပ်နေတယ်မဖြစ်အောင်လုပ်နေတယ်ဆိုပြီးတော့အလေးအချင်းဖြစ်အောင်လုပ်နေတဲ့အခြေအနေမျိုးကိုပြောတဲ့အခါမျိုးမှာသုံးပါတယ်သူရှိမှာတော့ချစ်ချောခဲလိုက်လို့ရတယ်9ခဲလိုက်လို့ရတယ်ပေါ့နော်အဲ့တော့တခိရုဒါခဲတက်နိုင်တဲ့လောက်တဲ့ဂျူးကြီးမတဲ့နေဦးချီအဲခါအဲရီယောနစ်တဲ့အိမ်မှာတက်နိုင်တဲ့လောက်10နိုင်နောက်ဆုံးထားပြီးတော့အိမ်ပြန်ပြစ်အောင်လုပ်နေတယ်အဲ့တော့အဲ့ထက်နောက်မကြဘူးအဲ့အချိန်နောက်ဆုံးထားပြီးပြန်ပြအောင်လုပ်နေတာဒါမျိုးပေါ့နော်နောက်တခိရုဒါခဲခိုတို့မို့တို့အာဆိုပူယောနစ်တဲ့အိမ်မှာတက်နိုင်တဲ့လောက်ကလေးနဲ့ကစားပြစ်အောင်လုပ်နေတယ်အဲ့တော့ကလေးကိုအချိန်ပေးပြအောင်လုပ်နေတယ်ပေါ့နော်ဒါမျိုးနောက်တစ်ခုကတခိရုဒါခဲစပိုဆိုကရာဘူးဝါယာဆုမနာယောနစ်တဲ့အိမ်မှာတက်နိုင်တဲ့လောက် sport club ကိုမနာပြစ်အောင်လုပ်နေတယ်ဒါမျိုးနေ့တိုင်းသွားပြအောင်လုပ်နေတယ်မနာပြအောင်လုပ်နေတယ်ဒါမျိုးပေါ့နော်တခိရုဒါခဲဇန်ယောရှိနာယောနစ်တဲ့အိမ်မှာတက်နိုင်တဲ့လောက် OD မစင်းပြအောင်လုပ်နေတယ်အချိန်ပိုမလုပ်ပြအောင်လုပ်နေတယ်အဲ့တော့ချိန်ပိုစင်းတယ်ဆိုတာပြောရင်ခဏကိုကျမရေးပိုင်းထိခိုက်နိုင်တယ်အဲ့တော့ तू ကတက်နိုင်တဲ့လောက်ချိန်ပိုကိုမစင်းပြအောင်လုပ်နေတယ်ဒီလိုမျိုးအလေးချက်တစ်ခုပြအောင်လုပ်နေတယ်လို့ပြောတဲ့အခါမျိုးတွေမှာ Yonis de imas ကိုသုံးလို့ရတယ်အဲ့ဒီအလေးအကျင့်ကိုဖြစ်အောင်လုပ်ပါလို့သူများကိုပြောချင်တော့ဗာနဲ့သုံးလဲဆိုတော့ Yonis de kudasai နဲ့သုံးပေးပါတယ်သူရှိမှလည်း Yonis de imas နဲ့အတူတူပဲကြီးလျှော့ခဲ့လိုက်လို့ရတယ်9ခဲ့လိုက်လို့ရတယ်ဖြစ်အောင်လုပ်ပါဆိုရင်ကြီးလျှော့ခဲ့ Yonis de kudasai မဖြစ်အောင်လုပ်ပါဆိုရင်တော့9 Yonis de kudasai ကိုစစရသုံးပေးရမယ်ပေါ့နော်အဲ့ဒီမှာဆိုရင် motto yasayo tabero Yonis de kudasai ပို့ပြီးတော့အသေးအရက်တွေကိုစားပြအောင်လုပ်ပါဒါမျိုးပေါ့နော်ယာစမှုတိုခိဝခနာလာစုလလာခုစုရိုယောနစ်တဲ့ခူဒါဆိုင်အဲ့တော့ခွင့်ယူတဲ့အခါမျိုးမှာဆိုရင်မပြတ်မကွက်ဆက်သွယ်ပါဒါမျိုးပေါ့နော်စက်တိုင်းนี่လုံးဝ passport တော့နာကုစာနာယောနစ်တဲ့ခူဒါဆိုင် passport ကိုမပြောက်ပါစေနဲ့မဖြောက်ဖြစ်အောင်လုပ်ပါဒါမျိုးပေါ့နော်ချီကန်အိုမချီကာအဲနိုင်ယောနစ်တဲ့ခူဒါဆိုင်အချိန်ကိုမမှားအောင်လုပ်ပါဒါမျိုးတွေပြောတဲ့အခါမှာကျတော့ယောနစ်ရှိတဲ့ခူဒါဆိုင်ကိုသုံးရတယ်အဲ့တော့ဒီမှာတစ်ဆက်တည်းပြောချင်တာကခဏလာဆိုရင်မပြတ်မကွက်ဆက်ဆိုသူ့နောက်မှာ positive လာတယ်ပေါ့နော်လောက်ပါတော့ဘာလို့လာတတ်တယ်ဇက်တိုင်းนี่ဆိုတော့လုံးဝသူ့ရဲ့နောက်မှာတော့အငင်းလာတတ်တယ်ပေါ့နော်ဒါလေးကိုလည်းထည့်မှတ်ထားဖို့လိုပါတယ်โอเคဒါလေးကတော့အခန်း26ပါအဲ့တော့အချင်းချုပ်ပြီးပြန်ပြောရမယ်ဆိုရင်ယောနိရှိမှာလာနိုင်တာကချစ်စောခဲခန္ဓာကေချစ်စောခဲနိုင်ခဲလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ယောနိနာရီမှာစတာဆိုရင်တော့လုံနိုင်လာတဲ့ဆိုတဲ့ကိစ္စပဲပြောတာမလို့နိုင်လိုက်လို့မရဘူးအလေးချင်းတစ်ခုခုနဲ့ဖြစ်အောင်လုပ်နေရဲဆိုရင်ယောနိစတဲ့ imas လို့သုံးပြီးတော့ချစ်စောခဲနိုင်ခဲသုံးတယ်ဖြစ်အောင်လုပ်ပါလို့သူများကိုပြောချင်တဲ့အခါမျိုးမှာဆိုတော့ Yonis de Kuda site ကိုသုံးမယ်သူရှင်းမှာလည်းကြောခင်းနဲ့နိုင်ခဲ့လိုက်မယ်ပေါ့နော်။ကဲဒါလေးကတော့အခန်း36ရဲ့ grammar လေးပဲဖြစ်ပါတယ်။နားလည်မယ်လို့လည်းထင်ပါတယ်။အဲဆိုစစ်စစ်တို့နောက်တစ်ခါမှထပ်ပြီးတွေ့ကြမယ်နော်။ဟုတ်။နောက်ဆက်ကြမှာတာနဲ့